မင်္ဂလာပါကျွန်တော်ကတော့အောင်ဟိမင်းဖြစ်ပါတယ်ဖက်ကမြို့နယ်ရဲ့ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တဦးဖြစ်တယ်လို့လက်ရှိမှာဖက်ကမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့တာဝန်ရှိသူတဦးလည်းဖြစ်ပါတယ်ဒီနေ့မှာကျွန်တော်အနေနဲ့ဖက်ကမြို့နယ်အတွင်းမှာရှိတဲ့ non CDM ဝန်ထမ်းတွေကိုစကားအနည်းငယ်ပြောချင်ပါတယ်ကျွန်တော်တို့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အနေနဲ့ဖက်ကမြို့နယ်အတွင်းမှာရှိတဲ့ CDM ဝန်ထမ်းစည်းရင်းကိုကျွန်တော်တို့ကောက်ယူခဲ့တယ်လို့ CDM မလုပ်တဲ့ non CDM ဝန်ထမ်းစည်းရင်းကိုလည်းပဲကျွန်တော်တို့ပြုစုနေတာရှိပါတယ်ဒီထက်မှာ non CDM လုပ်တဲ့စည်းတွေမှာကျွန်တော်လက်ထဲကိုတချို့တဝက်လည်းပဲရောက်ရှိနေပါတယ်ဒီထက်မှာဆိုရင်ကျွန်တော်ရဲ့လောက်ဖက်ကိုကိုင်ဘတ်မိတ်ဆွေဟောင်းတွေပါဝင်တယ်လို့ယာတုငယ်ယူထားတဲ့လူတွေယာတုကြီးကြီးနဲ့ပုံကိုယ်တွေလည်းပဲပါဝင်တာကိုကျွန်တော်တို့တွေ့ရပါတယ်ဒီထက်မှာကိုယ်တိုင်က CDM မလုပ်တဲ့အပြင် CDM မလုပ်တဲ့ဝန်ထမ်းတွေကိုပါအမျိုးမျိုးဖိအားပေးချိန်ချောက်နေတဲ့ပုံကိုယ်တွေပါဝင်တာကိုလည်းပဲကျွန်တော်တို့တွေ့ရပါတယ်ဆိုတော့ non CDM ဆိုတာဘာလဲ non CDM ဆိုတာစစ်ကောင်စီရဲ့ရန်တရားကြီးလဲပတ်နိုင်အောင်ကိုညီပတ်ဖို့ပေးနေတဲ့လူတွေဖြစ်တယ်စစ်ကောင်စီဆိုတာကရောဘာလဲစစ်ကောင်စီဆိုတာနိုင်ငံတော်ရဲ့အာဏာကိုမတရားလူယူထားပြီးပြည်သူကိုရန်သူလို့ဆက်ဆံပြည်သူအပေါ်မှာအနိုင်ကျင့်ဖို့ကြညှဉ်းပန်းနှိပ်စက်တပ်ဖြတ်နေတဲ့အကြမ်းဖက်စစ်အုပ်စုဖြစ်တယ်ဒီအကြမ်းဖက်စစ်အုပ်စုရဲ့လက်ချက်ကြောင့်ဒီနေ့မှာဆိုရင်မြတွတ်ခိုင်ကအစာပြုပြီးအပြစ်မဲ့ပြည်သူပေါင်း950ကျော်ဒီဆုံးသွားခဲ့ရပြီဖြစ်တယ်ဒါအပြင်အပြစ်မဲ့တဲ့ပြည်သူ3000ကျော်ဟာအကျဉ်းထောင်တွေထဲမှာဖမ်းဆီးထိန်းသိမ်းခံထားရတယ်ဒီဖမ်းဆီးထိန်းသိမ်းခံတပ်ဖြတ်ခံထားရတဲ့လူတွေထဲမှာခမည်းတော်ရဲ့သားသမီးအရွယ်တွေပါဝင်တယ်လို့ခမည်းတော်ရဲ့မိဘအရွယ်တွေပါဝင်တာကိုလည်းပဲခမည်းတော်ကိုယ်တိုင်မြင်ကြတွေ့ကြရမှာပါဒါကြောင့် non CDM ဆိုတာတနည်းအားဖြင့်ပြောရရင်စစ်ကောင်စီဒီအကြမ်းဖက်အုပ်စုဒီထက်မကနှိပ်စက်လူတက်နိုင်အောင်ခင်ဗျားတို့ကတော်ဝိုက်တော်နေနဲ့အကူညီပံ့ပိုးပေးနေတဲ့သူတွေဖြစ်တယ်ဆိုတာကိုကျွန်တော်ပြောချင်တယ်ဟုတ်ပြီ non CDM ဓမ္မတွေခင်ဗျားတို့ကဘာဖြစ်ချင်နေကြတာလဲပြည်သူ့ဝန်ထမ်းကောင်းစုတစိမ့်တွေကိုလိုချင်နေကြတာလားဟုတ်ကဲ့ပါကျွန်တော်အနေနဲ့ဒီနေရာမှာတခုတတိပေးချင်ပါတယ်ပြည်သူလူထုရဲ့အောင်ပွဲဟာမကြခင်မှာရောက်ရှိလာတော့မယ်ဒီအကြမ်းဖက်အုပ်စုနဲ့ပူးပေါင်းတဲ့သူတွေ non CDM သမားတွေခင်ဗျားတို့ပြည်သူလူထုကအပြစ်ပေးခြင်းကိုမလွဲမသွေခံရလိမ့်မယ်ဒါကိုကျွန်တော်ပြောချင်တယ်လက်ရှိမှာ CDM မလုပ်ဖို့ဌာနအတွင်းဖိအားပေးနေတဲ့သူတွေ CDM ဝန်ထမ်းတွေအန်ဒီရကြရောက်အောင်တည်ပေးနေတဲ့သူတွေကိုကျွန်တော်တို့အနေနဲ့အရေးယူဖို့မကြခင်အချိန်မှာဆောင်ရွက်သွားမယ်ဆိုတာကိုလည်းပဲဒီနေ့တတိပေးလိုက်ချင်ပါတယ်ဟုတ်ကဲ့ဒီနေရာမှာစကားဆက်ပြီးလို့ကျွန်တော်အနေနဲ့အထူးတလဲပြောချင်တာကပညာရေးဝန်ထမ်းတွေကိုဖြစ်ပါတယ်ဖက်ကမြို့နယ်မှာဆိုရင် CDM လောက်ထားတဲ့ဒီဝန်ထမ်းပေါင်း1300ဝန်းကျင်ရှိပါတယ်ဒီ1300လောက်မှာဝန်ထမ်း1000ကျော်လောက်ကပညာရေးဝန်ထမ်းတွေဖြစ်ကြပါတယ်ရှေ့ဆုံးကနေအခုလိုအင်းနဲ့အားနဲ့ပါဝင်ခဲ့တာကိုသိရတဲ့အတွက်တွေ့ရတဲ့အတွက်ကျွန်တော်အနေနဲ့အများကြီးလေးစားဂုဏ်ယူမိပါတယ်တို့တော့လည်းပဲအခုချိန်မှာကျွန်တော်တို့ကြားနေရတာကတော့ဌာနတွင်ဖိအားပေးမှုတွေကြောင့်မကြခင်မှာnon CDM ပြန်လုပ်ကြမယ် CDM ဝန်ထမ်းတွေရှိနေတာကိုလည်းပဲကျွန်တော်အနေနဲ့ကြားသိနေရပါတယ်ဒါကြောင့်ကျွန်တော်အနေနဲ့ပြောချင်တာကတော့ပညာရေးဝန်ထမ်းတွေခုလက်ရှိစစ်ကောင်စီဟာနိုင်ငံတော်အာဏာကိုမတရားလူယူခဲ့တဲ့အချိန်မှာမဲမတမာမှုတွေရှိတယ်ဆိုပြီးအကြောင်းပြခဲ့တာဖြစ်ပါတယ်မဲမတမာမှုတွေရှိမရှိဆိုတာမဲရုံအသီးသီးမှာတာဝန်ကျခဲ့တဲ့ပညာရေးဝန်ထမ်းတွေခင်ဗျားတို့အတိဆုံးဖြစ်ပါတယ်ခင်ဗျားတို့ကိုယ်တိုင်က
CDM ကနေ non CDM ပြန်လုပ်ကြမယ်ဆိုရင်ခင်ဗျားတို့မလုပ်ခဲ့တဲ့အမားအတွက်ခင်ဗျားတို့ကလုပ်ပါတယ်လို့ပြောလိုက်တာနဲ့ဝန်ခံလိုက်တာနဲ့အတူတူပဲဖြစ်သွားပါလိမ့်မယ်ခင်ဗျားတို့ရွေးချယ်ကြပါ CDM လုပ်တယ်ဆိုတာမလွယ်ကူမှန်းကျွန်တော်သိပါတယ်အများကြီးလည်းနားလဲပါတယ်တို့တော့လေ CDM လုပ်ကြတယ်ဆိုတာဓမ္မနဲ့အဓမ္မကိုခွဲခြားသိလို့အာနာသိစစ်ကောင်စီရဲ့လုပ်ရဟာမတရားဘူးဆိုတာယူဆလို့ကျွန်တော်တို့တွေဓမ္မဘက်ကနေဒီနဲ့အားနဲ့ရက်တည်ကြတာဖြစ်တယ်ဆိုတော့ကျွန်တော်တို့ဒီဓမ္မဘက်ကအားကောင်းမှတာအဓမ္မကိုကျွန်တော်တို့အနိုင်ယူနိုင်မှာဖြစ်တယ်ဆိုတာလည်းပဲခင်ဗျားတို့နားလည်ထားကြပါ CDM သမားတွေထပ်ပြီးတော့တောက်ခံပေးထားကြပါလို့ကျွန်တော်အနေနဲ့ပြောချင်ပါတယ် non CDM သမားတွေကတော့ကျွန်တော်ပြောခဲ့တယ်လို့ပဲပြည်သူလူထုရဲ့အပြစ်ပေးခြင်းကိုမလွဲမသွေခံစားကြရမှာပါဟုတ်ကဲ့ပါကျွန်တော်အနေနဲ့ဆရာတာယာမင်းဝေရဲ့ကြပြလေးတစ်ပုဒ်နဲ့ပဲဆုံးတက်ချင်ပါတယ်ခေါင်းစဉ်ကတော့ယော်ကြီးဖြစ်ပါတယ်ယော်ကြီးအတက်နိုင်ပြိုးမကျဲတော့လက်တို့ဒီရှိကြကုန်၏ကောက်ရိတ်တိမ်ပွဲတို့အိမ်မက်သေးနိုင်ပဲတင်လာရန်မလို့ဟုတ်ကဲ့ပါအရေးတော်ပုံကြီးအားမကြခင်မှာအောင်ကိုအောင်တော့မှာပါ